မောင်နဲ့ဖိုးလာတဲ့ဒီပါကြီးမှာဆုံးရှုံးမှုများနဲ့တွေ့တဲ့အခါအနာမမိတ်ဆွေရှိအာကိုမဲ့တုံရှိမျောလင်းခြင်းများလဲစားစီဖြစ်စီကရှင်တိုင်းရမယ်နည်းနည်းပြန်တိုင်းမှာအကြောင်းရောစိတ်များနဲ့အားနေခြင်းအာကိုမဲ့သူဗျာအနီးဆုံးရှိသူဗျာ